Hi မင်္ဂလာပါရှင်ဒီနေ့ပလာတူငါးလေးကိုထောင်စားပြပါတယ်ရှင်ညီဦးဆုံးပလာတူငါးလေးတွေငယူသီးစိမ့်လေးနဲ့ရောပြီးပြုတ်ပါတယ်ပလာတူငါးလေးတွေကိုအယိုးပြင်ထားပါတယ်အဝင်ပစ္စည်းလေးတွေကတော့ငယူသီးစိမ့်ပြုတ်ချင်းကျက်သွန်ပြူငရုတ်ကောင်ငယူသီးစိမ့်နဲ့ချင်းကျက်သွန်ပြူငရုတ်ကောင်ကိုရောထောင်းပါတယ်ညီဦးဆုံးအားပြုတ်ပြီးသားထည့်ပါတယ်နောက်ချိုမုံစားနဲ့ငယ်ထည့်ပြီးတော့ရောထောင်းပါတယ်အလောမုံနေငယ်လေးထည့်ထားပါတယ်ရှင်ရတာတော့ဆိုရင်တမြိုင်ညစ်စက်သွန်မိတ်နနမိတ်လေးတွေထည့်ပြီးတော့ပဲစီလေးစမ်းပါတယ်ရှင်ဒီချက်ဗီဒီယိုလေးကြည့်ပေးတဲ့သူအားလုံးကိုလည်းကျေးဇူးများတင်ပါတယ်ရှင်အားလုံးစိတ်ချမ်းသာကိုကျန်းမာပါစေရှင်လာတူငါးငယ်ယူတီတောင်းလေးရပြီနော်ဒါဒီပေါ်စက်သွန်ဘူးလေးတွေကိုလည်းကြုတ်လေးနဲ့ရောကြော်စားဖြစ်ပါတယ်ရှင်